အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Susan Design School မှာ Founder Designer စုခိုင်ဖြစ်ပါတယ်ဒီဝတ်စုံလေးကတော့ဒါကတော့ကုတ်ကော်လန်နှစ်ထပ်ကော်လန်လေးပါဒီနေ့အားလုံးကို sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ကျမကတော့ customer များစွာကိုလေဒီနှစ်20အတွင်းမှာ designer တက်တန်းနှစ်20အတွင်းမှာအများကြီးချုပ်ပေးခဲ့တယ်လို့မျိုးကျမdesigner ပေါင်းများစွာကိုလည်းမွေးထုတ်ပေးခဲ့ပါတယ်ရှင်အဲ့တော့ကျမရဲ့တွေ့ကြုံလေးတချို့ကို sharing လုပ်ချင်ပါတယ်ဒါကတော့customer နဲ့ designer နဲ့ဆိုတာပေါ့နော်အများတဲ့ကိုမလဲတယောက်နဲ့တယောက်ဟိုလှုပ်ရင်းနဲ့ပေါ့နော်အဆင်ပြေတာလည်းရှိရဲ့အဆင်မပြေတာလည်းရှိရဲ့ပေါ့နော်အဲ့တော့ဘလို့ customer မျိုးကိုပဲဖြစ်ဖြစ်ပေါ့နော်စိတ်တိုင်းကြအောင်ဖန်တီးပေးဖို့တိကျဖို့ဆိုတာကျမတို့ designer တွေရဲ့အလုပ်ပါပဲဒါကိုပေါ့နော်ခုခေတ်ကကျတော့ social media ခေတ်ရောက်လာတဲ့အချိန်မှာ customer တယောက်နဲ့ designer နဲ့အဆင်မပြေတာတွေအများနဲ့ line ပေါ်မှာတက်လာတတ်ပါတယ်အဲ့တော့ကျမတို့ designer တွေဘက်ကဝန်ဆောင်မှုပေးတဲ့လူတွေဖြစ်တဲ့အတွက်တက်နိုင်ဆုံးသိခံရမှာဖြစ်ပါတယ်ဒါကို designer ဘက်ကနေပြီးတော့ customer မကောင်းချောင်းပြောတဲ့ခါကျရင်ဘယ် customer မှမကြိုက်ပါဘူးအဲ့ဒီအတွက်ကိုလည်းအများကြီးမိတ်ပြတ်နိုင်ပါတယ်ဒါလေးကိုပေါ့နော်ကျမကအားလုံး sharing လုပ်ခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ designer တွေအနေနဲ့ကတော့သူတို့စိတ်တိုင်းမကြိုက်ကြားတဲ့အထိကိုတာဝန်ယူရမှာဖြစ်ပါတယ်ဒါကတော့ဆရာတယောက်အနေနဲ့လည်းပြောခြင်းဖြစ်ပါတယ်ဒါကတော့ဘာကြောင့်လဲဆိုလို့ရှိရင်သူများကတစ်ထည်လာချုပ်တင်ကျမတို့ကနှစ်ထည်ချုပ်အောင်သုံးထည်ချုပ်အောင်လေးထည်ချုပ်အောင်ကိုယ်ယုံကြည်လာအောင်တိခံရပါတယ်စေတနာတွေလည်းပြည့်ထားရတယ်ကိုယ့်ရဲ့စေတနာရဲ့ပညာရဲ့မေတ္တာရဲ့ပေါင်းဆက်ပြီးတော့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ပေါ့နော်အမြဲတမ်းတိခံဖို့စိတ်ရှည်ဖို့နင်းပေါ့နော်ပြုံးလေးနဲ့ပေါ့နော် customer ကိုပြောပြနိုင်ဖို့ဒါလေးတွေအကုန်လုံးကိုပေါ့နော်ဒါကျမတို့ Susan Design School ကနေမွေးထုတ်ပေးလိုက်တဲ့ designer တွေအားလုံးကိုအမြဲတမ်းပြောပြပေးပါတယ်ဆက်ပြီးတော့လေပေါ့နော်ကျမအနေနဲ့လည်းဆက်ပြီးတော့လေအကောင်းဆုံး designer ကောင်းတစ်ယောက်ဖြစ်အောင်လည်းဆက်ပြီးတော့ကြိုးစားသွားပါအောင်မယ်လို့ပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ designer စုခိုင်ပါ